အားလုံးပဲမင်္ဂလာပါ Kind of Smart Teacher Kira ဖြစ်ပါတယ်ဒီကနေ့သင်ခန်းစာလေးထဲမှာတော့ English grammar မှာအခြေခံအကျဆုံးနဲ့အရေးကြီးဆုံးဖြစ်တဲ့ verb to be အကြောင်းကိုအသေးစိတ်ရှင်းပြပေးတော့မှာဖြစ်ပါတယ် verb to be ကိုမြန်မာလိုတိုက်ရိုက်အဓိပ္ပာယ်ပြန်ရလို့ရှိရင်ရှိရဖြစ်တယ်ဖြစ်နေရလို့အဓိပ္ပာယ်ရပါတယ်သူ့ကိုဒီရဲ့ present tense ပေါ့နော်ပြစ္ဆုတ်ပံကာလမှာသုံးလို့ရတဲ့ပုံစံ၃မျိုးရှိရဲအဲ့ဒါတွေက am is are Okay, so am is ကိုဘယ်သူတွေနဲ့တွေ့သုံးမလဲပထမဆုံး am ကတော့အရန်လွယ်တယ်သူ့ကိုအမြဲ I နဲ့သုံးမယ် I am Say it with me I am Okay, for example I am a teacher I am a teacher Okay, so တော့နောက်တစ်ခုက is ကိုကြတော့ဘယ်သူတွေနဲ့တွေ့မလဲသူ့ကိုလူတယောက်တည်းဒါမှမဟုတ်အရာဝတ္ထုတစ်ခုတည်းအကောင်လေးဆိုလဲအကောင်လေးတစ်ခုတည်းလို့ပြောချင်တဲ့အခါမှာသုံးပါတယ်သူ့ဘယ်သူနဲ့သုံးလဲဆိုတော့ he she it ဒါမှမဟုတ် singular noun Let's look at the examples He is very smart The cat is black Okay ဆိုတော့ဒီတစ်ခါက ARER ကိုဘယ်သူနဲ့တွေ့သုံးလဲဆိုတော့ခုနလိုတစ်ခုတည်းမဟုတ်တော့ဒီခါကြောက်လို့ရှင်တစ်ခုထက်ပိုတဲ့အရာတွေကိုပြောချင်တဲ့အခါမှာဥပမာငါတို့သူတို့ဒါမှမဟုတ်လို့ရှင်လေចောင်းသားတွေအဲ့လိုမျိုးတစ်ခုထက်ပိုတဲ့တယောက်ထက်ပိုတဲ့အရာတွေကိုပြောချင်တဲ့အခါမှာဒီရဲ့ ARER လေးနဲ့တွေ့သုံးပါမယ်သူဘယ်သူနဲ့တွေ့သုံးလဲဆိုတော့ we they ပြီးတော့ plural nouns Okay so let's look at the examples They are students. The dogs are very noisy today. Okay, now I'm going to talk about the tricky part. That is not that tricky. So now so look at you one. I, he, she, it. We, they. I only be doing. Okay, but Jenny, you Jenny. But what you now so much your is or do got you already be. တယောက်တည်းကိုပြောရတဲ့အခါမှာသင်နင်လို့ပြောရတဲ့အခါမှာလေ you ပဲဒါမှမဟုတ်နင်တို့မင်းတို့လို့ပြောရတဲ့အခါမှာလေ you ပဲဒါကြောင့်မို့မှတ်ထားမှာက you ဆိုလို့ရှိရင်လည်းအမြဲတမ်း ARER နဲ့ပဲသုံးတယ်တယောက်တည်းနင့်ကိုပဲပြောပြောတယောက်ထပ်ပိုတဲ့နင်တို့ကိုပဲပြောပြော you တလုံးနဲ့ပဲသုံးတယ်ပြီးတော့ you ကို ARER နဲ့သုံးပါတယ် For example You're very naughty နင်အရန်ဆိုးနေရပဲOkay, so နောက်တစ်ခုကကျတော့ You're my friends မင်းတို့ကငါရဲ့တငယ်ချင်းတွေပါ Okay, so ဒီနေရာမှာတယောက်တည်းကိုပြောလဲ you ပဲတယောက်ထက်ပိုတဲ့သူတွေကိုပြောလဲ you ပဲပြီးတော့ဘယ်ဟာကိုပဲဖြစ်ဖြစ် ARER နဲ့သွဲသုံးနေဆိုတော့မှတ်ထားပါမယ် Okay, so ဘယ်သူနဲ့သွဲသုံးလဲသိပါပြီဆိုတော့ပြန်ပြောကြည့်မယ်နော် I am You, we, they, ARER He, she It is Okay ပြီးတော့ singular noun တွေဆိုရင် is နဲ့ plural nouns တွေဆိုလို့ရှိရင် ARER နဲ့တွေ့သုံးနေဆိုတော့လည်းသိထားရမယ် Okay ဆက်ပြီးတော့ sentence structure အကြောင်းပြောမယ်ဒီရဲ့ verb to be ကိုဘယ်လိုနေရာတွေမှာသုံးလို့ရမလဲပထမဆုံးအနေနဲ့ adjectives တွေနဲ့တွေ့သုံးပါမယ် Okay adjective ဆိုတာကအလွယ်ကူဆုံးမရလို့ရှိရင်အရာဝတ္ထုတစ်ခုဆိုလို့ရှိရင်လည်းဘယ်လိုမျိုးလဲလူတယောက်ဆိုလို့ရှိရင်လည်းဘယ်လိုမျိုးလဲပေါ့နော်သူ့ရဲ့အတွင်ပြင်ဒါမှမဟုတ်စိတ်ခံစားချက်ကိုပြောတဲ့အခါမှာဒီရဲ့ adjective တွေကိုသုံးပါမယ် For example she is hungry They are very happy The house is big Okay ဒုတိယတစ်ခုအနေနဲ့ nouns တွေနဲ့တွေ့သုံးမယ် noun ဆိုတော့ဒီရဲ့ noun ကဘယ်သူလဲဘာလဲကိုပြောချင်တဲ့အခါပေါ့နော်Okay, for example, she is a nurse. It is a pen. နောက်တစ်ခု prepositional phrase တွေနဲ့တွေ့သုံးမယ်။ဒါကကျတော့လူဒါမှမဟုတ်အရာဝတ္ထုကဘယ်နေရာမှာရှိနေလဲဆိုတာကိုပြဖို့တွေ့သုံးတာဟုတ်ပါတယ်။ For example, she is at home. We are in the classroom. The book is on the table. လွယ်မလား Okay, so နောက်ဆုံးတစ်ခုဆက်သွားပါမယ်။နောက်ဆုံးတစ်ခုကျတော့ verb ing နဲ့တွဲသုံးပါမယ်။ဒီရဲ့ verb to be နဲ့ verb ing နဲ့တွဲသုံးလိုက်တာကဒီဟာကိုအခုလုပ်နေရဲဆိုပြီးမှပြတာဖြစ်ပါတယ်။ For example,
John is eating. The cat is sleeping. Okay အားလုံးမှတ်မိကြလား verb to be ကိုဒီ၄နေရာမှာအဓိကသုံးပါတယ်ပထမဆုံးအနေနဲ့ adjective တစ်ခုခုရဲ့အသွင်အပြင်စိတ်ခံစားချက်ကိုဖော်ပြရတဲ့အခါမှာ adjectives နဲ့တွေ့သုံးမယ်နောက်တစ်ခု noun ဘာတူလဲဘာလဲပြောချင်တဲ့အခါမှာသုံးပါတယ်နောက်တစ်ခုကတော့ prepositional phrase အရာဝတ္ထုဒါမှမဟုတ်လူတစ်ယောက်ကဘယ်နေရာမှာရှိနေလဲ Okay and နောက်ဆုံးတစ်ခုအနေနဲ့ကြတော့ verb ing တစ်ခုခုလုပ်နေတယ်လို့ပြောတဲ့အခါမှာသုံးတာဖြစ်ပါတယ်သုံးတဲ့ပုံစံတွေကိုသိသွားပြီဆိုတော့နောက်ထပ် negatives and cautions တွေကိုဆက်ပြီးလေ့လာကြမယ် negative ဆိုတာကကျတော့ဒီရဲ့ I am hungry ငါဘိုက်စာနေတယ်ဆိုတာကိုအငင်းဝါကြအနေနဲ့ငါဘိုက်မစာနေဘူးဆိုတော့ဘယ်လိုလုပ်မှာလဲအရင်လွယ် verb to be ရဲ့အနောက်မှာဒီချေတို့က not လေးကိုကပ်လိုက်အောင်ပဲ I am hungry I'm not hungry she နဲ့ပြောကြည့်မယ် she is clever she is not clever isn't လို့လည်းပြောလို့ရတယ်တူတူပဲเนาะနောက်ပြီးတော့ they are at school they are not at school or they aren't at school you're not listening you aren't listening Are you listening? Okay, so negative form နေပြီးသွားပြီဆိုတော့ဆက်ပြီးတော့ cautions တွေတောင်းမယ်ခုနကပဲတစ်ခုမိသွားရနော် Are you listening? Are you paying attention? Okay. ဆိုတော့ဘယ်လိုလုပ်လိုက်လဲဒီချက်က verb to be ကိုအရှိဆုံးကိုပို့လိုက်တာဟုတ်တယ်ပုံမှန်ဆိုလို့ရှိရင်ဒီချက်တော့ the cat is hungry ဆိုပြီးမှပြောရမလားအဲ့ဒါကိုမေးခွန်းလုပ်ချင်တယ်ကြောင်လေးကဘိုက်စာနေလား Okay. ဆိုတော့is go ဆိုရယ် verb to be ကိုအရှိပို့လိုက်မယ် Is the cat hungry? Are you ready? Is Mary happy? Okay? It's very easy, right? Okay, so a negative လည်းပြောင်းတက်သွားပြီ verb to be နောက်မှာ not ပေါင်းထည့်လိုက်အောင်မယ် caution ကြတော့လေ verb to be ကိုအရှိဆုံးပို့လိုက်အောင်မယ် Okay ဒီထားမယ့်ချက်ကတော့ဒီရဲ့ verb to be နောက်မှာverb တစ်ခုရဲ့ base verb ပေါ့နော် verb အလွတ်မလိုက်မိဖို့အရေးကြီးပါတယ် For example she is eat rice ဆိုပြီးမှမသုံးပါဘူး she is eating rice or she eats rice ပေါ့နော်အဲ့လေးပဲမှတ်ထားပြီပါအခုဆိုရင် verb to be ကိုဘယ်သူနဲ့တွဲသုံးလို့ရမလဲပြီးတော့ဘယ်နေရာမှာသုံးရမလဲဆိုတော့သိသွားပြီဆိုတော့ comment မှာကိုယ့်ရဲ့အနီးပတ်ဝန်းကျင်လေးတစ်ချက်ချက်ပြီးတော့စာကြောင်းလေးတွေတိစောက်ပြီးကြည့်နော်Thank you very much, and I'll be checking your comments. Okay, so thank you very much, and see you in the next video. Bye-bye.